ခုသိမဲ့သင်ခန်းစာတော့ software တွေ install လုပ်ခြင်းနဲ့ပြန်လည်ဖယ်ထုတ်ခြင်းပေါ့ uninstall လုပ်ခြင်းသင်ခန်းစာတွေပဲဖြစ်ပါတယ်။အခု software ကို install လုပ်ဖို့အတွက်ကျွန်တော် software ရှိရဲ့ CD ဒါမှမဟုတ် memory stick ထဲကိုဖွင့်ပါမယ်။ကွန်ပျူတာတွေကကျွန်တော်ဒီ removable disk တွေမှာကျွန်တော်သွင်းမဲ့ software ရှိပါတယ်။အခု CyberLink Power DVD ဆိုတဲ့ software ပါ။ကျွန်တော် software တစ်ခုသွင်းမဲ့ဆိုရင်ပထမဆုံး setup ဆိုတဲ့ application file ကိုရှာရပါမယ်။ဒီ setup file ကိုတွေ့ပြီဆိုရင် double click နှိပ်လိုက်ပါ။ပြန်သူညွှန်ကြားတဲ့အတိုင်းကျွန်တော် next တွေ yes တွေနှိပ်သွားရမှာပဲ။ readme ဖတ်မလားမင်းကျွန်တော်မဖတ်ဘူးဆိုရင်အမှန်ချက်ဖြောင်းလိုက်ပါဟို finish စာနှိပ်လိုက်ပါမယ်ဆိုရင် CyberLink Power DVD ဆိုတဲ့ software လေးတွေ့ပါပြီဒါကိုကျွန်တော် install လုပ်လိုက်တဲ့ software ပါဟိုဒီ software ကိုဖွင့်ကြည့်ပါမယ်ကျွန်တော်သူလိုအပ်တဲ့ key ကိုတောင်းတဲ့အခါကျွန်တော် CD8 တွေ CD ကပါလေဒါမှမဟုတ်ဒီ CD ထဲမှာဆိုတော့ကျွန်တော် serial ဆိုတဲ့ key file လေးရှိပါတယ်ဒီ file လေးတွေကဒီနံပါတ်တွေကိုအခုလိုတောင်းနေတဲ့ CD key တွေကိုအကွက်ကလေးတွေရိုက်သွင်းပေးရမှာဖြစ်ပါတယ်ဟို select မှတ်ပြီးတော့ copy ကူးလိုက်ပါပြီဒီထဲမှာ piece ဆိုတာနှိပ်ပါတယ် control V ကိုနှိပ်လိုက်ရပါတယ်ပြီးရင် activate ဆိုတာနှိပ်ပါပြီဒါဆိုကျွန်တော်ဒီ CyberLink Power DVD ဆိုတဲ့ software ကိုသုံးလို့ရပါပြီဟုတ်ကွန်ပျူတာထဲမှာထည့်သွင်းထားတဲ့ software program တွေပေါ့ပြန်ပြီးတော့ကိုမလိုချင်တော့တဲ့ဟာတွေပြန်ထုတ်ဖို့အတွက်မလိုချင်တော့တဲ့ software ပြန်ဖြတ်ဖို့အတွက် uninstall ဆိုတာလုပ်ပေးရပါတယ် software ကို uninstall လုပ်မယ်ဆိုရင်တော့ start button ကိုနှိပ်ပါ control panel ရဲ့ဝင်ပါဒီမှာ program feature ဆိုတာရှိပါတယ်အဲ့ဒါလေးကို click နှိပ်လိုက်ပါဟိုဒီမှာတွေ့ပါပြီ Power DVD ဆိုတာဒီကျွန်တော် program feature ဆိုတဲ့မှာကိုထုတ်ချင်တဲ့ program တွေကိုရှာရမှာဖြစ်ပါတယ်အခုနောက်ကျွန်တော်ထည့်သွင်းထားတဲ့ program Power DVD program မှာဒီ program ပြန်ထုတ်မယ် uninstall ပြန်လုပ်မယ်ဆိုရင်ဒီ program ကို double click နှိပ်လိုက်ရပါတယ်ဒါမှမဟုတ် right click နှိပ်ပြီးတော့ uninstall ဆိုတာနှိပ်ရင်ရပါတယ်ဒီ program ကိုကိုကွန်ပျူတာထဲနဲ့ဖယ်ထုတ်မလားဆိုရင် yes no မေးလိုက်ရင်ကျွန်တော် yes လို့ပဲဖြေပေးပါဒါဆိုအခုကွန်ပျူတာထဲနဲ့ထုတ်လိုက်ပါပြီဒါဆိုရင်ကိုယ့်ရဲ့ကွန်ပျူတာထဲနဲ့ဒီ Power DVD software ကိုဖယ်ထုတ်လိုက်တဲ့အကြောင်း message လေးတက်လာတာပါဒါကတော့ Windows 7 မှာ program တွေ software တွေထည့်သွင်းခြင်းနဲ့ပြန်လည်ဖယ်ထုတ်ခြင်းမှာ install လုပ်ခြင်းသင်ခန်းစာပဲဖြစ်ပါတယ်